ကျွန်တော်လူတွေအတွက်တကယ်ကိုလုံခြုံတဲ့အိမ်လိုနေပြီဘောင်းနဲ့ရှင်းဖို့အချိန်တန်ပြီတပတ်ကြာမှာတော့ကျွန်တော်အားလုံးကိုအသင့်ပြင်ဆင်ထားခဲ့ပြီစိတ်ယုံထဲမှာတွေ့တဲ့စွန့်ပစ်စကူတာတွေကိုကျွန်တော်ရဲ့ပြန်လည်ပြုပြင်နိုင်စွမ်းတဲ့အသည့်အတိုင်းဖြစ်အောင်ဘက်ထရီအသည့်ဖြစ်အောင်ပြုပြင်ခဲ့တယ်ဒါအပြင်ကာကွယ်ဝတ်စုံအသည့်တွေဥထုတ်တွေတာမဏိဖိနပ်တွေအများကြီးထုတ်လုပ်ခဲ့တယ်လို့လက်နဲ့အနေနဲ့တန်းပိုက်လုံးတွေပုတ်စိတ်တွေလည်းအများကြီးလုပ်ခဲ့တယ်စိတ်ယုံကတန်းတွေကိုယူပြီးထက်မြက်တဲ့လမ်းတွေဖြစ်အောင်လဲလူတွေကိုခိုင်းခဲ့တယ်မျက်မှန်နဲ့သူ့ရဲ့လူရင်းတွေကတော့ကျွန်တော်အပေါ်တစ္ဆာရှိလုံးနေပြီဒီကဘာပက်ခေကြီးမှာအသက်ကယ်ပြေးခဲ့တဲ့ကြီးစုကျွေးကြောင်သူတို့အစားအသောက်နဲ့နှွေးထွေးမှုရခဲ့ကြပြီလေကျွန်တော်တို့အဖွဲ့တွေကအတမဆုံးလူ20ကိုရွေးချယ်လိုက်တယ်အဲ့ဒီထဲမှာမျက်မှန်လည်းပါတယ်မထွက်ခွာခင်မှာကျွန်တော်အဖွဲ့သားတွေကိုကြည့်ပြီးစိတ်သက်မှွင့်တင်စကားတချို့ပြောခဲ့တယ်ဒီတစ်ခါတော့ကျွန်တော်တို့တောင်းပန်ဖို့ပြန်ထွက်တာမဟုတ်ဘူးကျွန်တော်တို့ပိုင်ဆိုင်တာကိုပြန်ယူဖို့ပဲဘလူးဘေးမှာခိုက်ခန့်တဲ့မျိုးရိုးတွေတာယာတဲ့အိမ်တွေရှိတယ်အဲ့ဒီမှာကျွန်တော်တို့တကယ်ကိုလုံခြုံတဲ့အိမ်တီဆောက်မယ်ကျွန်တော်နဲ့အတူရှိမှသူတိုင်းလာခဲ့ကြဘသူမှတုံဆိုင်မနေဘူးကျွန်တော်ရဲ့စွမ်းဆောင်နိုင်မှုတွေကိုမြင်ပြီးတဲ့နောက်သူတို့ကျွန်တော်ကိုမျက်စိမဲ့ယိုရင်းနေကြပြီဒါနဲ့ရင်တန်းကြီးနဲ့ဆန်စီဘလူးဘေးစီကိုအင်အားအပြည့်နဲ့ချီတက်ခဲ့ကြတော့တယ်ကျွန်တော်တို့မြောက်ဘက်ခေတ်ကိုရောက်တော့မြို့ရိုးပေါ်ကခင်းဆောင်တွေကျွန်တော်တို့ကိုမြင်သွားတယ်ကျွန်တော်တို့ရဲ့လက်နဲ့အပြည့်အစုံနဲ့အထွတ်ကိုမြင်လိုက်ရတော့သူတို့တောင့်ခနဲ့ဖြေသွားကြတယ်မြင်မှန်မင်းတို့ကိုမောင်းထုတ်လိုက်ကမဟုတ်လားမင်းဘာလို့ပြန်လာတာလဲအခုဆိုမြင်မှန်ကကျွန်တော်ရဲ့တစ္ဆာရှိတယ်လို့ဖြစ်နေပြီသူမမရက်ပြီးကြဲကြဲလောင်လောင်ရှင်းရှင်းလင်းလင်းပြန်ပြေးလိုက်တယ်ကျွန်တော်တို့ဖောင်ကြီးနဲ့စကားပြောဖို့လာတာအလုတ်ကိစ္စဟုတ်လားအဆောင်ကရဲလိုက်တယ်ကျွန်တော်ကားဘောက်ကနေစင်းရှေ့ကိုရှောက်သွားပြီးတီးတီးငင်ငင်ပဲပြောလိုက်တယ်ဖောင်ကြီးကိုတွားပြောလိုက်လင်းဖန်ပြန်လာပြီလို့အဆောင်ကကျွန်တော်ကိုမသိပေမဲ့အဖိုးရဲ့ဘ ਹੁ မရှိနေလဲကျွန်တော်ကိုမြင်တော့အေးပါတဲ့လူတယောက်ဆိုတာသူတွေးလိုက်တယ်ခဏလေးတုံဆိုင်ပြီးနောက်ရေဒီယိုကိုယူပြီးသတင်းပို့လိုက်တယ်မကြခင်မှာပဲမြောက်ဘက်ဂိတ်ပွင့်သွားတယ်ဘောင်ကြီးကသူ့အဖွဲ့ကြီးနဲ့အတူထွက်လာခဲ့တယ်အဲ့ဒီထက်မှအရင်ကအဆောင်တပ်ဖွဲ့ခေါင်းဆောင်ရှန်လင်းလည်းပါတယ်ဘောင်ကြီးကအသက်40ဝန်းကျင်ခနာကိုထွားကိုင်းကြီးပရိရဲ့အကျွဲမာနကြည့်တဲ့မျက်လုံးမျိုးနဲ့လူတယောက်ကျွန်တော်တို့အဖွဲ့ကိုမြင်လိုက်ရတော့အထူးသဖြင့်ကျွန်တော်တို့ရဲ့အသက်ဆက်ပစ္စည်းကိရိယာတွေနဲ့တန့်ပြတ်တဲ့ပုံစံကိုမြင်တော့သူ့မျက်လုံးတွေမှာအန်တော့မှုနဲ့လောဘရိတ်တွေကလတ်လတ်ဖြစ်သွားတယ်ဟေးမောင်လေးလင်းဖန်မတွေ့တာကြပြီပဲဘယ်ဒီမှာတန်ဖိုးရှိတာတွေရလာခဲ့တာလဲဘောင်ကြီးကျွန်တော်တော်ရှင်းခင်းမပြောမယ်ကျွန်တော်လူတွေကိုဘလူးဘေးတွေကိုပြောင်းရွှေ့ခြင်းတယ်ဘောင်ကြီးကအပျော်ဆုံးဟာတာတခုကြားလိုက်ရတယ်လို့ကျဲလောင်းစွာရေမောလိုက်တယ်မောင်လေးမင်းအိမ်မက်နေလားဘလူးဘေးအတွက်ငါတိုက်ပွဲဝင်ခဲ့တာငါဘာလို့မင်းတို့ကိုဝင်ခွင့်ပေးရမှာလဲဒါနဲ့ကျွန်တော်လက်ချောင်းလေးကိုချိုးပြလိုက်တယ်ကျွန်တော်နောက်ကမျက်မှန်ကတိတ်တလုံးကိုယူလာပြီးဖွင့်လိုက်တော့အထဲမှာဖိထားတဲ့ဘီစကစ်ဘူးခွန်အဖြစ်အစုံကိုတွေ့လိုက်ရတယ်ဘောင်ကြီးရဲ့ရဲသားတွေချက်ချင်းတိတ်သွားတယ်သူ့နောက်ကအဆောင်လေးလည်းအားလုံးအံ့တော်တုန်လှုပ်သွားကြတယ်ဘလူးဘေးမှာခိုင်းမကြကာကိုရေးလီရှိပေမဲ့လူများလီစားသုံးမှုများလီပဲအစားအသောက်ကအမြဲတမ်းရှားပါနေခဲ့တာသူတို့ရဲ့နေ့စဉ်ရီခါကမီးနဲ့တဲ့အပေါင်းမုံတပိုင်းတာမရှိခဲ့ဘူးဒီအစားအသောက်ဒီဘဲကရတာလဲဆိုတာသိဖို့မလိုဘူးကျွန်တော်မဲတာတခုပဲကျွန်တော်တို့ပူးပေါင်းကြမလားမပူးပေါင်းကြဘူးလားဖောင်ကြီးရဲ့မျက်လုံးတွေတက်ဖြက်လက်သွားတယ်မင်းဘလို့ပူးပေါင်းဆောင်ရွက်မှုကိုအဆိုပြုတာလဲရိုးရှင်းပါတယ်ကျွန်တော်လူတွေဝင်လာမယ်ကျွန်တော်တို့အစားအသောက်တစ်စိတ်တစ်ပိုင်းထောက်ပံ့မယ်ခင်ဗျားတို့လုံခြုံရေးကိုကင်တွယ်မယ်ကျွန်တော်တို့ဒီနေရာကိုအတူတူစီမံခန့်ခွဲမယ်ဘောင်ကြီးရဲ့မျက်နှာမောင်မိုက်သွားတယ်မောင်လေးမင်းတောင်းဆိုတာအယမ်းများနေပြီငါကဒီစခန်းရဲ့ခေါင်းဆောင်ဘလို့လုပ်ပြီးမင်းလို့ဘဲကမှမသိတဲ့ကလေးတစ်ယောက်နဲ့အာနာကိုဝင်မြရမှာလဲတန်းတူညီမျှဒါဒီကကျွန်တော်စီးကန်းချက်တည်မယ်ခမ ्या တဘောမတူရင်ကျွန်တော်တို့တိုက်ပြီးဝင်လာမယ်ဟုတ်လားမင်းတို့20ယောက်တည်းနဲ့ရှန်လင်းသူ့ရဲ့အမိတ်ဖေးတန်ကြားနဲ့ရှန်လင်းနဲ့သူ့နောက်ကဓာတ်တက်ဖွဲ့ပြီးတပြိုင်တည်းရှေ့ထွက်လာကြတယ်တေစီလိုတဲ့အငွေတက်တီချက်ချင်းလေထဲပြီးနှက်သွားတယ်ဒါတက်ဖွဲ့ကဘလူးဘေးရဲ့အားထားရတဲ့စစ်တီတယ်အဖွဲ့ဝင်တိုင်းကစစ်ပွဲတွေများများစွာဖျက်ဆီးပြီးထားတဲ့စွမ်းရည်ရှိသူတွေကြီးပဲကျွန်တော်လူတွေချက်ချင်းတင်းမာသွားကြတယ်ကျွန်တော်တယောက်တည်းပဲမတုံ့မလုပ်ရှိနေခဲ့တယ်ကျွန်တော်တခင်ကကိုနီခဲဖို့တဲ့ရှန်လင်းကိုကြည့်လိုက်တယ်သူမလည်းကျွန်တော်ကိုပြန်ကြည့်နေပြီသူမရဲ့မျက်လုံးတွေမှာတိကျင်စိတ်နဲ့အန်တော်မှုတွေပြင်းနေတယ်ကပတင်ရှန်ခမလည်းကျွန်တော်တို့ဝင်လို့မရဘူးလို့ထင်လားရှယ်လင်ခဏတာတိစိတ်နေပြီမှပြန်ပြောတယ်ကိုလင်ခမရအယံတန်ပါပါတယ်ဒါပေမဲ့ဘလူးဘေးမှာအဆောင်နေရရှိတယ်အတင်းအကျပ်ဝန်တာကခမရတို့အတွက်မကောင်းဘူးသူမရဲ့စကားတွေကဖော်ရတဲ့တတိပိတ်စကားတွေပဲဘောက်ကြီးကအောင်ပဲခံတဲ့အပြုံးနဲ့မဲ့ပြုံးလိုက်တယ်ကြားလားကန်ဆန်းဖို့မကြိုးစားနဲ့မင်းရဲ့အစားတောက်တွေအားလုံးကိုလက်လွဲပေးအဲ့ဒါဆိုမင်းနဲ့မိမိဖာတီကိုဒီမှာထားမနေထိုင်သူအဖြစ်နေခွင့်ပေးဖို့ငါစဉ်းစားပေးနိုင်တယ်မင်းလူတွေကတော့သူတို့လာရနေရောက်ကိုဖျံပို့လိုက်ဒါကသူ့ရဲ့အဖြစ်ပဲကျွန်တော်ပစ္စည်းတွေအားလုံးကိုယူမယ်ပြီးတော့ကျွန်တော်လူတွေကိုအားလုံးရှင်းပြမယ်တကယ့်ကိုကောက်ချက်တဲ့အကွာထဲကျွန်တော်ပြုံးလိုက်တယ်စကားပြောစရာဘာမှမရှိတော့ဘူးထင်တယ်ကျွန်တော်ညာလက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ပြီးတော့သူတို့နောက်ကအဆောင်ကြီးထက်ကအမြင့်ဆုံးအထက်မြင့်အဆောင်ကိုလက်ညှိုးထိုးလိုက်တယ်ကျွန်တော်သူတို့ကိုကြည့်ပြီးဖြည်းဖြည်းချင်းရှင်းရှင်းလင်းလင်းခေါ်လိုက်တယ်နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်ကျွန်တော်တို့ကိုဝင်ခွင့်ပေးမဟုတ်ရင်အဲ့ဒီအဆောင်ကြီးပျောက်ကွယ်သွားစေရမယ်ကျွန်တော်စကားတွေကအဲ့ဒီနေရာတစ်ခုလုံးကိုထူးဆန်းတဲ့တိပ္ပစ်မှုထက်ကိုဆွဲချသွားခဲ့တယ်ပြီးတော့နားကွက်မတဲ့ရဲတန်းတွေပေါက်ကွက်ထွက်လာတယ်ဘောင်ကြီးကမျက်ရည်ကျလို့နှီးပါရည်နေတယ်ရှန်လင်းမင်းကြားလားဒါဒီနေ့ထက်ငါကြားဖို့တည်းများအရေယုံဆုံးပဲဒါပေမဲ့ရှန်လင်းကတော့မရဲဘူးကျွန်တော်ကိုစိုက်ကြည့်နေတာမျိုးလုံးတွေကတကယ့်ကိုတီးတန်းခတ်ထန်နေတာကျွန်တော်နောက်နေတာမဟုတ်မှန်းတူရိပ်မိသွားတယ်တကယ်တော့ကျွန်တော်နောက်နေခဲ့တာမဟုတ်ပါဘူးမျက်နှာကအပြုံးကိုဖျောက်ပြီးကျွန်တော်စပြီးရေတွက်တော့တာတဲ့အခုပေါက်ရဲ့မျက်နှာကအပြုံးတွေရပ်သွားတယ်လူတိုင်းရဲ့ရေတန်းတွေလက်တိတ်စိတ်ကုန်တယ်ဟိုကြည့်ဒီကြည့်နဲ့တခုခုတော့မှားနေပြီလို့ခန်းစားလိုက်ရတယ်အဲ့ဒီအထက်30တာဝါကအပြရောင်ပြဘေး complex ရဲ့အမတာပဲလုံခြုံရေးတွေရဲ့မိသားစုအများစုနေထိုင်ရပေါ့ကျွန်တော်တစ်လို့ရေတွက်လိုက်တာနဲ့အခုပေါက်ကနောက်ဆုံးတော့အော်ဟစ်တော်တယ်ဒါပေမဲ့ခွေးအောင်တာမျိုးပဲရှော့နော့မနီနဲ့ခေါ်စားနဲ့ဒါပေမဲ့နောက်ကျနေပြီကျွန်တော်ရေတွက်လို့ဖြစ်သွားတာနဲ့ကျွန်တော်စွမ်းအားကိုထုတ်ဖော်လိုက်တယ်လက်တကအကွာဝေးကိုပြစ်မှထားတာမဟုတ်ဘူးကျွန်တော်စွမ်းအားရဲ့အဝေးဆုံးအတိုင်းအတာအထိအစွမ်းကုန်အရှိန်အပြည့်တွန်းထုတ်လိုက်တာကြိုက်တရားလောက်ဝေးတဲ့အဲ့ဒီအေယာမှာအစအုံကြီးကိုပြစ်မှထားပြီး refresh လို့စိတ်ထက်ကရေရွတ်လိုက်တယ်ကဘာကြီးတစ်ခုလုံးရုတ်တရက်တိပ္ပဆိုင်သွားတယ်လို့ပဲ
ထိုက်လန့်တုံလုံးနေနဲ့မျက်လုံးရာပေါင်းများစွာရှိမှအဲ့ဒီအထက်ထုံးစံမိုးမြော်တိုင်ကြီးကရုပ်မြင်တန်းကြားလိုက်ပြတ်သလိုမျိုးထပ်ဖြက်လင်းလိုက်မှိန်လိုက်ဖြစ်လာတယ်အရန်ကို glitch တွေဖြစ်ကုန်တာသူ့ရဲ့ပုံရိပ်တွေဝီဝါလာပြီးပျောက်ကွယ်သွားတယ်တစ်စက္ကန့်အတွင်းမှာပဲအဆောက်အုံနဲ့သူ့အတွင်းမှာရအားလုံးလေထဲပျောက်ကွယ်သွားတော့တာပဲဘာမှမရှိခဲ့ဘူးသလိုမျိုးမြေအလွတ်အခြေခံအုပ်မြစ်ကြီးပဲကြံခဲ့တော့တာပေါ့လူတိုင်းရဲ့မျက်နှာတွေကကြက်သေးသေးသွားတယ်ထိတ်လန့်တုံလုံးမူတွေနဲ့စကလုံးနဲ့ဖော်မပြနိုင်တဲ့ကြောက်ရွံ့မှုတွေနဲ့ဘာမှမရှိတဲ့မျက်နှာတွေဖြစ်ကုန်ကြတာအကိုပေါက်ရဲ့လူတွေကတော့လုံးဝပျက်စီးသွားပြီသူတို့လက်နက်တွေကိုပြစ်ချပြီးကဘာပြက်ကက်ကနဲ့လွတ်မြောက်အောင်ထွက်ပြေးတယ်လို့မျိုးအော်ဟရင်လေးဘက်လေးလန့်ပြေးကုန်ကြတော့တာပဲအကိုပေါက်ကိုယ်တိုင်ကတော့မြေကြီးပေါ်ပုံချသွားတယ်မျက်နှာကပြနန်းနေပြီးနှုတ်ခမ်းတွေတုံကြီးနေတာတလုံးမှမပြောနိုင်တော့ဘူးသူ့ရဲ့တန်ဖိုးထားရတဲ့အင်အားနဲ့យ៉ាងလုံးချုံကြီးတပ်ဖွဲ့ကတခဏချင်းပျက်စီးသွားတယ်ပြီးရှန်လင်းလေသူ့နောက်ကဓာတ်တပ်ဖွဲ့ဝင်တွေကတော့ပြိုလဲမသွားဘူးဒါပေမဲ့သူတို့မျက်နှာကိုင်းမှာထိတ်လန့်တုန်လှုပ်မှုနဲ့ကြောက်ရွံ့မှုတွေပဲအထင်သားပေါ်လွင်နေတယ်။ရှန်လင်းရဲ့ဓာတ်ကိုကင်ထားတဲ့လက်ကတုံရင်လာတာ။သူမကျင်းကောက်ကိုကြည့်တယ်။သူ့အကြီးတွေလုံးဝပြောင်းလဲသွားပြီ။အစွမ်းထက်တဲ့အသက်ရှင်ကြံရစ်သူတယောက်ကိုကြည့်နေတာမဟုတ်တော့ဘူး။မြေပြင်ပေါ်ရှောက်လန်းနေတဲ့ဘုရားတစ်ပါးကိုကြည့်နေတယ်လို့ပဲကျွန်တော်လက်ကိုဖြည်းဖြည်းချင်းချလိုက်ပြီးမြေပြင်ပေါ်မှာတတိမြစ်လဲနေတဲ့အကိုပေါက်စီရှောက်သွားတယ်။သူကျွန်တော်ကိုပြီးလူတကောင်လိုမော့ကြည့်တယ်။သူ့ကိုကတရွက်လိုတုံရင်နေတာ။ကဲကျွန်တော်လူတွေကိုခေါ်လာလို့ရပြီလားလို့ကျွန်တော်မေးလိုက်တယ်။အကိုပေါက်ကခေါင်းကိုအသက်အတန်ညှိပြတယ်။လမ်းဖယ်ပေးဖို့ဘေးကိုတလွဲ့တချော်ရွှေ့သွားတယ်။ကျွန်တော်သူ့ကိုလှစ်လူရှူလိုက်ပြီးကျွန်တော်နောက်ကလူတွေကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒီလိုပဲကြက်သေးသေးနေတဲ့မျက်နှာပြက်နဲ့တခြားသူတွေကိုမြို့ထဲကိုဝင်ကြလို့ကျွန်တော်ပြောလိုက်တယ်။အဲ့ဒီအခါမှာကျွန်တော်အပွေသားတွေလည်းမင်တဲ့နေရာကနေတတိပြန်ဝင်လာကြတယ်။သူတို့ကျွန်တော်ကိုကြည့်နေကြတာမျက်လုံးတွေကတကယ်ကိုအားကျကြည့်ညိုမှုအပြည့်နဲ့သူတို့ခေါင်းဆောင်ကအစွမ်းထက်တယ်ဆိုတာသိကြတယ်။ဒါပေမဲ့ဒီလိုမျိုးစွမ်းအားမျိုးကိုတော့တခါမှမတွေးဘူးကြဘူး။အဆောင်တစ်ခုလုံးကိုဖျက်ဆီးပစ်တာဒါဘယ်လိုစွမ်းအားမျိုးလဲ။ဒီလိုခေါင်းဆောင်နောက်လိုက်ရင်ကဘာပြက်ကမှာအသက်ရှင်ဖို့ပြဿနာမရှိနိုင်တော့ဘူး။ကျွန်တော်တို့အဖွဲ့ Blue Bay Residences ထဲကိုမောင်းဝင်သွားကြတယ်။လူတိုင်းကကြက်သေးသေးအံ့ဩနေကြပေမဲ့ဘယ်သူမှကျွန်တော်တို့လမ်းကိုမပိတ်ရဲဘူး။ရှန်လင်းနဲ့သူ့ဓာတ်တပ်ဖွဲ့ကလည်းကျွန်တော်တို့နောက်ကနေအတန်တိတ်လိုက်လာကြတာ။ကျွန်တော်တို့ကိုအဆောင်လိုက်ပေးနေတယ်လို့ပဲ။အဲ့ဒီနေ့ကစပြီး Blue Bay Residences မှာပိုင်ရှင်အသစ်ပေါ်လာပြီဆိုတာကျွန်တော်သိလိုက်တယ်။ Blue Bay မှာနေရာချပြီးတာနဲ့ကျွန်တော်ပထမဆုံးလုပ်တာကတော့ရှင်းစရာရှိတာတွေရှင်းတာပဲ။ကြောက်ရွံ့မှုနဲ့အုပ်ချုပ်ခဲ့ကြတဲ့အကိုပေါက်နဲ့သူ့ရဲ့ထိတ်တန့်အကြမ်းဖက်သမားတွေကိုကျွန်တော်ချုပ်နှောင်ထားလိုက်တယ်။သူတို့ကိုမတတ်ခဲ့ပါဘူး။သူတို့ရဲ့စွမ်းအားတွေကိုပဲဖယ်ရှားပစ်လိုက်တာ။ကျွန်တော်စွမ်းအားကတိုးတက်လာပြီးနောက်မှာတက်ရှိတွေပေါ်မှာပါ refresh လုပ်နိုင်ပြီလေ။လူတရားရဲ့ခန္ဓာကိုယ်ကို refresh လုပ်ပြီးပြီးဆုံးတဲ့ကျန်းမာရေးအခြေအနေကိုဖျက်ထအောင်လုပ်နိုင်တယ်။ဒါအပြင်သူတို့ခန္ဓာကိုယ်တွေကစွမ်းအားဥတိုင်ကိုပါ refresh လုပ်ပြီးစွမ်းအားမနှိုးခင်အခြေအနေကိုပြန်ရောက်အောင်လုပ်နိုင်တာပေါ့။အကိုပေါက်ကမြေကြီးစွမ်းရှင်ကနေကူကယ်ရမဲ့တဲ့ဝက်ဖီဂျီတွေကိုခစ်သွားတဲ့အခါမှာသူလုံးဝပျက်စီးသွားခဲ့တယ်။ရှန်လင်းနဲ့သူ့ဓာတ်တပ်ဖွဲ့ကြောင့်တော့ကျွန်တော်တို့ကိုစီးယုံဖို့ရွေးချယ်ခဲ့တယ်။သူတို့ကတကယ်ကိုတိုက်ခိုက်ရေးသမားတွေသူတို့မှာစိတ်သက်ကောင်းနေရှိနေသေးတယ်။ကဘာပြက်ကမှာရှာတာပါတွေ့ရတာပေါ့။ရှန်လင်းချီမနဲ့တိုက်ပွဲကြောင့်မွေးချောင်နေတဲ့တန်ဓာတ်လက်ကိုကျွန်တော် refresh လုပ်လိုက်တယ်။ပြီးတော့တက်တန်းကုန်ခါနီပရိစီဝါစီဘူးတပူကို refresh လုပ်လိုက်တော့အသစ်ဆက်ဆေးတွေဖြစ်သွားတာ။ရှန်လင်းဓာတ်အားလုံးကိုကြည့်ပြီးနောက်ဆုံးတော့နားလည်သွားပြီးကျွန်တော်စွမ်းရည်ကနေရာလွတ်တိုးလောင်တာမဟုတ်ဘူးပြုပြင်တာလည်းမဟုတ်ဘူးတဘာဝရဲ့နိယာမတစ်ခုလိုမျိုးသူမနားမလည်နိုင်တဲ့အရာတစ်ခုပဲအခြေခံဥပဒေတွေကိုပါထိတွေ့နိုင်လဲနှက်နဲလဲစွမ်းအားသူမအကြကြီးတိတ်ဆိတ်နေခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်ကိုဥညွတ်လိုက်တယ်ဓာတ်ဖွဲ့ဝင်တို့ဒီနေ့ကစပြီးငါတို့ခင်ဗျအမင်းကိုလိုက်နာမဲတဲ့ဓာတ်ဖွဲ့ကိုကျွန်တော်ပဲရောက်လာတော့ကျွန်တော် Blue Bay Residences ကိုတကယ်ပဲထိန်းချုပ်လိုက်ပြီးကျွန်တော်စီးကအထီးချမှတ်တယ်စွမ်းအားရှင်ဖြစ်မဟုတ်ဒီဖြစ်စီအလုပ်လုပ်ရင်အစားအစာရတယ်ကျွန်တော်ရဲ့မကုန်ခန်းနိုင်တဲ့ပစ္စည်းတွေနဲ့လူတွေကိုလျင်မြန်စွာစီးယုံနိုင်ခဲ့တယ်။တစ်ချိန်တည်းမှာပဲအသက်အဝင်းတွေကပြဿနာရှာတတ်တဲ့သူအားလုံးကိုရှင်းပြလိုက်တယ်။ကျွန်တော်ရဲ့စီမံခန့်ခွဲမှုအောက်မှာ Blue Bay ကလုံးဝပြောင်းလဲသွားတယ်။ဖွံ့ဖြိုးပြီးစီကားလာတာပေါ့။ကျွန်တော်မိဘတွေကကျွန်တော်ကိုဂုဏ်ယူဝမ်းမြောက်တဲ့အကြီးတွေနဲ့ကြည်နေကြတယ်။ကျွန်တော်စွမ်းရည်ကဘာလဲဆိုတာသူတို့တခါမှမေ့ခဲ့ကြဘူး။သူတို့တားကြည့်ဖြစ်လာပြီးလူတိုင်းအားကိုးနိုင်တဲ့သူဖြစ်လာပြီဆိုတာပဲသူတို့သိကြတယ်။စခန်းကချောချောမွေ့မွေ့လဲပါနေပြီဆိုတာနဲ့ကျွန်တော်ပုံနှက်နေတဲ့အရာတစ်ခုကိုစဉ်းစားမိတယ်။ကျွန်တော်စွမ်းရည်ရဲ့ကန့်သက်ချက်တာပါလေကျွန်တော်ခောက်ဆွဲချုပ်ဒီကို refresh လုပ်ခဲ့ဘူးတယ်အဆောက်အုံတစ်ခုလုံးကို refresh လုပ်ခဲ့ဘူးတယ်ဒါဆိုတက်ရှိလူတစ်ယောက်ကိုရော refresh လုပ်လို့ရမလား